စာစီဆိုင်ဇော်ဖြစ်တဲ့ Microsoft Office Word ကိုဖွင့်လိုက်တဲ့မြင်ရတဲ့ဒီစာမျက်နှာပေါ်ကအခေါ်အဝေါ်နဲ့အသုံးပြုပုံတွေကိုမျှဝေပေးပါမယ်။ပထမဆုံး Microsoft Office Word နဲ့မိတ်ဆက်ပေးခြင်းပါတယ်။ Microsoft Office Word ဆိုတာကတော့ Microsoft ကုမ္ပဏီကစာစီဆိုင်ကိုဦးစားပေးရေးသားထားတဲ့ software ဖြစ်ပါတယ်။ Microsoft Office Word နဲ့အမှတ်စုတွေ၊ကျောင်းစာအုပ်တွေ၊စာရွက်စာတမ်းတွေ၊လိပ်စာကတ်တွေကိုဖန်တီးနိုင်တယ်။ကိုယ့်ရဲ့ကွန်ပျူတာထဲမှာတင်ထားပြီးတော့လိုအပ်တဲ့အချိန်ကျမှ print ထုတ်ယူအသုံးပြုလည်းရပါတယ်။ Studying Microsoft Office Word Microsoft Office Word စတင်အသုံးပြုခြင်း Microsoft Office Word ကိုဖွင့်ရန်နည်းလမ်းတွေမျိုးမျိုးရှိပါတယ်။နံပါတ်1နည်းလမ်းအနေနဲ့ Windows tab ကိုနှိပ်ပါ Start menu ပေါ်လာပါမည်။ menu ထဲမှာ Word လို့ရိုက်ရှာပြီးတော့တစ်ချက်နှိပ်ဖွင့်ပါ။ Start menu ကိုနှိပ်ပါဆိုတာက Windows logo လေးကိုနှိပ်မယ်။ပေါ်လာတဲ့ဘောက်ထဲမှာ Word လို့ရိုက်ရှာလိုက်ပါ WORD ချက်နှိပ်ဖွင့်လိုက်ပါမယ်။စာစပြီးတော့ရိုက်မယ်ဆိုရင် blank document ကိုနှိပ်မယ်။ Another way Windows key နဲ့ R နဲ့တွဲနေပြီးတော့ run box ထဲမှာ WinWord လို့ရိုက်ထည့်ပြီးတော့လည်းဖွင့်နိုင်ပါတယ်။ Windows key နဲ့ R နဲ့တွဲနှိပ်လိုက်မယ်။ဒီဘောက်ကလေးပေါ်လာပြီဆိုရင်ဒီဘောက်ထဲမှာ WinWord လို့ရိုက်ထည့်ပါ OK နှိပ်ပါ Microsoft Office Word ကိုစပြီးတော့ဖွင့်လိုက်တာနဲ့အခုလိုမျိုးမြင်ရပါလိမ့်မယ်။ Title bar ဆိုတာကစာမျက်နှာအသစ်ယူလိုက်တာနဲ့ document 1လို့ပြပါလိမ့်မယ်။ဒီနေရာမှာသိမ်းပြီးသားဖိုင်ကိုဖွင့်ထားတာဖြစ်တဲ့အတွက် Introduction to Computer System လို့ပြနေတယ်။ Taskbarဆိုတာက File Home Insert အဲ့ဒါတွေကို Taskbar လို့ခေါ်တယ်။တစ်ခုချင်းခေါ်မယ်ဆိုရင်တော့ Home tab Insert tab Design tab အဲ့လိုခေါ်ပါတယ်။ဒီ Home tab ရဲ့အောက်မှာရှိနေတဲ့ဒီအကန့်လေးတွေလှုပ်ထားတာတွေကိုတော့ group တွေလို့ခေါ်တယ်။ဒီမှာလည်းဝိုင်းပြထားပါတယ်။ Home tab ရဲ့အောက်မှာ Clipboard group Font group Paragraph group တွေရှိပါတယ်။ Quick Set Toolbar ဆိုတာကဒီနေရာလေးကိုပြောတာဖြစ်ပါတယ်။ဒီနေရာလေးရဲ့အသုံးပြုပုံကမှားပြီးတော့ဒီလိုမျိုးဖြတ်လိုက်မိတယ်ဆိုရင် undo ကိုနှိပ်မယ်ဆိုရင်ခုနစာတွေပြန်ပြီးတော့ပေါ်လာပါလိမ့်မယ်။များသွားတယ်ဆိုရင်လည်းဒီမြားအကွေးလေး redo ကိုပြန်ပြီးတော့နှိပ်ပါ။ Save ဆိုတာကတော့ကိုစာစီစာရေးလုပ်ထားတဲ့ဖိုင်လေးကိုသိမ်းဖို့နေရာဖြစ်ပါတယ်။ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ဖိုင်စပြီးတော့သိမ်းလို့ရပါပြီ။ Output button ဆိုတာကတော့ Quick Set Toolbar ရဲ့ဘယ်ဘက်ထောင်လေးကို pointer တင်ပြီးတော့လက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါဒီညာဘက်ထောင်ကလိုပဲ restore down တွေ minimize တွေ close တွေလုပ်လို့ရပါတယ်။ Ribbon bar ဆိုတာကဒီ group တွေရှိတဲ့အတန်းကို ribbon bar လို့ခေါ်ပါတယ်။ Window Control Button ဒီနေရာလေးကိုတော့ Window Control Button လို့ခေါ်တယ်။ Minus ကို minimize ကိုနှိပ်လိုက်မယ်ဆိုရင်ကွန်ပျူတာရဲ့ taskbar ပေါ်ကိုရောက်သွားမယ်။လုံးပိတ်လိုက်တာမဟုတ်သေးပါဘူး။ပြန်ပြီးတော့ဖွင့်နေတယ်ဆိုရင် Microsoft Office Word ပေါ်မှာတစ်ချက်ပြန်ပြီးတော့နှိပ်ပါ။နှစ်ဖိုင်သုံးဖိုင်ဖွင့်ထားတယ်ဆိုရင်လည်းကိုကြိုက်တဲ့ဖိုင်ကိုရွေးပြီးတော့ဖွင့်လို့ရပါတယ်။ဒီဘက်ကတော့ Restore Down ကိုနှိပ်လိုက်မယ်ဆိုရင်တစ် website ဖြစ်သွားပါလိမ့်မယ်။ပြန်ပြီးတော့ချက်ချင်တယ်ဆိုရင် Maximize လို့ခေါ်တယ်။ဒီ4000လေးကိုနှိပ်လိုက်မယ်။ဒီ software ကိုလုံးပိတ်ချင်တယ်ဆိုရင်တော့ကြက်ရှိကသင်္ကေတ close ကိုနှိပ်မယ်။ Window Control Button ရဲ့ဘယ်ဘက်မှာဒီ arrow လေးကိုတစ်ချက်နှိပ်လိုက်မယ်။ Show tab ဆိုတာကတော့ Home tab Insert tab တွေကိုပဲမြင်ရမယ်။ Ribbon bar ပျောက်သွားမှာဖြစ်တယ်။တစ်ချက်ပြန်နှိပ်လိုက်မယ်။ Ribbon bar ကိုပြန်ပြီးတော့ဖော်ချင်တယ်ဆိုရင် Show tab command ကိုနှိပ်မယ်။ Scroll ဆိုတာကအပေါ်ကမမြင်ရတဲ့စာတွေကိုကြည့်ဖို့ဖြစ်တယ်။ဒီ Scroll လေးကိုလက်ကလစ်နဲ့တစ်ချက်နှိပ်ပြီးတော့အပေါ်ကစာကိုပြန်ကြည့်လို့ရတယ်။ Down Scroll အောက်ကမမြင်ရတဲ့စာတွေကိုကြည့်ချင်တယ်ဆိုရင် Down Scroll လေးကိုတစ်ချက်နှိပ်ပြီးတော့ကြည့်လို့ရတယ်။ Vertical Scroll bar ဒီအတုံးလေးပေါ်ကိုလက်ကလစ်ဖိပြီးတော့အပေါ်ကိုဆွဲမယ်ဆိုရင်အပေါ်ကစာတွေကိုမြင်ကြည့်လို့ရပါတယ်။ Zoom Slider ဆိုတာကအခုလိုမျိုးမြင်ကွင်းကျင်းနေတယ်ဆိုရင်မြင်ကွင်းချဲ့ကြည့်ဖို့ဖြစ်ပါတယ်။ဒီအလဲကောင်ကအတုံးလေးကိုလက်ကလစ်ဖိပြီးတော့ညာဘက်ကိုဆွဲလိုက်မယ်ဆိုရင်အခုလိုမျိုးကျင်းကျယ်လုပ်လို့ရပါတယ်။ဒီ minus သင်္ကေတလေးကိုနှိပ်ပြီးတော့လည်းခြုံလို့ရပါတယ်။ plus သင်္ကေတကိုနှိပ်ပြီးတော့လည်းချဲ့ကြည့်လို့ရပါတယ်။ကိုလိုချင်တဲ့နေရာကိုလက်ကလစ်နဲ့ထောက်ပြီးတော့လည်းကျင်းကျယ်လုပ်လို့ရပါတယ်။ keyboard ကနေ control လေးကိုဖိထားပြီးတော့ scroll ဘိန်းလုံးလေးကိုရှေ့ကိုတွန်းလိုက်ပါဒါဆိုရင်စလုံးကြီးမြင်ရပါလိမ့်မယ်။ scroll ဘိန်းလုံးလေးကိုနောက်ကိုပြန်ပြီးတော့လှိမ့်လိုက်မယ်ဆိုရင်ဒီဝင်းပြန်ပြီးတော့ကျင်းသွားပါလိမ့်မယ်။ View button ဆိုတာကဒီအောက်မှာရှိနေတဲ့စာအုပ်ပုံစံနေရာလေးကိုပြောတာဖြစ်ပါတယ်။စာရိုက်လုပ်ပြီးတဲ့အခါမှာစာအုပ်ပုံစံစာဖတ်ချင်တယ်ဆိုရင်ဒီစာအုပ်ပုံစံလေးကိုတစ်ချက်နှိပ်ပါဒါဆိုရင်စာအုပ်ပုံစံစာဖတ်ဖို့ဖြစ်ပါတယ်။နောက်မဲ့တန်းပြန်ပြီးတော့ထားချင်ရင်တော့ဒီအလဲက print layout ကိုပြန်နှိပ်ပါဒီစာရွက်ရဲ့ထိပ်မှာရှိနေတဲ့ပေတံလေးကိုတော့ horizontal ruler လို့ခေါ်တယ်။ဘယ်ဘက်ချက်မှာအထောင်လိုက်ရှိနေတဲ့ပေတံလေးကိုတော့ vertical ruler လို့ခေါ်တယ်။ Text selector ဆိုတာကတော့ vertical ruler ရဲ့ထိပ်မှာရှိနေတဲ့ဒီနေရာလေးကို text selector လို့ခေါ်ပါတယ်။ဒီတက်တွေကိုအသုံးပြုပြီးတော့လည်းစာစီစာရေးလုပ်လို့ရပါတယ်။နောက်တစ်ခုက cursor ဆိုတာကတော့ဒီအလင်းရဲ့နောက်မှာမိတ်တုပ်ဖြစ်နေတာလေးကို cursor လို့ခေါ်ပါတယ်။ Insertion point လို့လည်းခေါ်တယ်။ ဒီ
ဒီကာဆာရှိတဲ့နေရာပဲစာရိုက်လို့ရမယ်ကာဆာမရှိတဲ့နေရာမှာစာရိုက်လို့မရပါဘူး horizontal scroll bar ဆိုတာကတော့စာမျက်နှာအခုလိုမျိုးချဲ့ထားတဲ့အခါဒီ scroll bar လေးကိုဖိပြီးတော့ဘယ်ညာမမြင်ရတဲ့စာတွေကိုကြည့်လို့ရပါတယ် stated bar ဆိုတာက page 2 or 2လို့ပြနေတဲ့ဒီအတန်းလေးကို stated bar လို့ခေါ်တယ်ဒီနေရာမှာဘာတွေကြည့်လို့ရမလဲဆိုရင် page 2 or 2ဆိုတဲ့အဓိပ္ပာယ်ကကာဆာသည်စာမျက်နှာ2မှာရောက်နေတယ်စာရွက်က2ရွက်ရှိနေတယ်လို့ပြတာဖြစ်ပါတယ်အခုဒီစာမျက်နှာ2မျက်နှာထဲမှာစကားစုအနေနဲ့ဆိုရင်184စုစာရိုက်ထားတယ်လို့ပြနေတာဖြစ်ပါတယ်အခုလောက်ဆိုရင်အခေါ်အဝေါ်တွေခေါ်တတ်လောက်ပါပြီ